ဆိုတော့ကျွန်တော်တို့ Monday အတွက်လေးသွားလိုက်ရအောင်မနော်ဒီကပ်တွေလည်းမလုပ်ဖြစ်တာတော်တော်လေးကိုကြာသွားပြီပေါ့နော် market အခုတော့ကျွန်တော်ရဲ့ SNG ကိုပဲလာစားနေတော့တိတ်ပြီးတော့မှဒီကပ်တွေကမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော် next step လေးကိုသွားလိုက်ရအောင်မနော် market ကလောလောဆယ်ကျွန်တော်တို့ဒီ minor တွေနဲ့ပြန်ပြီးတော့မှရွေ့နေတယ်ပေါ့နော် minor နဲ့ပြန်ပြီးတော့မှရွေ့လာတဲ့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ကြည့်ပိုက်ခွင့်ဘယ်ထဲကိုရောက်သွားတော့ဆိုတော့ကျွန်တော်တို့ဒါဒီတာ minor လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့စုံဆွဲထုတ်ရမှာကကျွန်တော် liquidity ကိုရင်စစ်ထုတ်မယ်ပေါ့နော်ပထမဦးဆုံး liquidity ဖြစ်နိုင်တဲ့ point อ่ะဒီ point ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအပေါ်က OB ဖြစ်လို့ကျွန်တော်အသုံးလေးမရှိတာပေါ့နော်ဒါပေမဲ့ marking လောက်ထားလို့ရတယ်ပေါ့နော်ဒီမှာ graph ရှိလားမရှိဘူးပေါ့နော်ဒါပဲရှိတယ်ပေါ့နော်ကျွန်တော် market ကပြန်ပြီးဆင်းလာတာနဲ့ဆေးကိုစောင်းပြီးတော့မှပေါ်တင်မယ်ပေါ့နော်ကျွန်တော် long ကိုပဲကြည့်တာမလို့ဟာပဲကြည့်တာပေါ့နော် long ဖို့ပဲစိတ်ဝင်စားတယ်ပေါ့နော် short ဖို့ကြည့်ရင်တော့ short လို့ရတယ်ပေါ့နော် market ကကျွန်တော်တို့ဒီလို stock move တွေနဲ့ရွေ့တယ်ဆိုရင်ဒါဒီသူ့အောက်မှာ liquidity ရှိတယ်ပေါ့နော်ဒီအောက်မှာ liquidity ရှိတယ်ပေါ့နော်ဒါဆိုရင်ဒီကနေဒီလိုတက်ပြီးတော့မှဒီလိုကြားတယ်ဒီလိုတက်ပြီးဒီလိုပြန်ကြားတဲ့အတွက်သူ့ရဲ့ liquidity ဒီအောက်မှာရှိတယ်ဒါဆိုဒီဆောင်ကသုံးလို့ရတယ်ဆိုတဲ့ဘောပေါ့နော်ဒီပေါ်ဆောင်ကသုံးလို့ရဖို့ချက်နေတယ်ဆိုတဲ့ဘောပေါ့နော်သုံးလို့မရတာမဟုတ်ဘူးသုံးလို့ရတယ်ဒါပေမဲ့ liquidity ဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိတယ်ဆိုတဲ့ဘောပေါ့နော်နောက်တစ်ခုကကျွန်တော်မြင်ထားတာလေးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ M5 ကိုဆင်းရမယ် entry ပိုင်းဖြစ်နေပြီပေါ့နော် bro တို့လည်းမြင်မိလောက်မယ်ပေါ့နော်ဒီ entry ကကျွန်တော် M5 မှာဖြစ်နေတာပေါ့နော်ခုနကကျွန်တော်တို့ analysis ချတဲ့နေရာမှာဒီနေရာ liquidity ဖြစ်သွားမယ်ဆိုတဲ့ဘောပေါ့နော်ဒါပေမဲ့ M5 ကိုဆင်းကြည့်တော့ကျွန်တော်ဗာပြနေလဲဆိုတော့ဒါဒီကျွန်တော်တို့ရဲ့ instrument sake ပေါ့နော်ဒါဒီကျွန်တော်တို့ရဲ့ SIP ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ IDM ကမပါဘူးဖြစ်နေပေါ့နော်ဒီမှာဒါပေမဲ့ SIP sake တော့ဖြစ်ထားတယ် SIP sake ဆိုရင်ကျွန်တော် OBN နဲ့တန်းပြီးတော့မှ order ဝင်လို့ရတယ်ဆိုတဲ့ဘောပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ market ကဒီမှာလာပြီးတော့မှပိတ်နေတယ်ဒါက market ကဖွင့်ချင်းမှာကျွန်တော်တို့ဘယ်လိုအခြေအနေလဲဆိုတာတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အလုပ်လုပ်ချိန်က8နာရီနောက်ပိုင်းမှာကျွန်တော်ကြည့်တာမလို့မီဖို့တော့ချက်နေတယ်ပေါ့နော်မီလိုက်မယ်မမီတော့ကျွန်တော်တို့ဒီတိုင်းပဲလွတ်ထားလိုက်မယ်ပေါ့နော်ကျွန်တော်တို့ market ကအောက်ကိုပြန်လာနိုင်သေးလားဆိုတော့ပြန်လာနိုင်သေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ American OB ကတခုကြံနေတယ်ပေါ့နော်ဒီမှာပေါ့နော် FVG ပဲ fail သွားတယ်ပေါ့နော် OB တွေတော့မယူတော့ဘူးပေါ့နော်ဒါ American OB ဖြစ်ကြံတည်ရှိနေတဲ့နေရာပေါ့နော် market ကတကယ်လို့ဒါဒီကျွန်တော်တို့ minor 10အနေနဲ့စဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ဒါဒီလိုရွေ့ရမှာပေါ့နော်ဒီလိုကြပြီးဒီလိုရွေ့ရမှာပေါ့နော်ဒါက OB မှာစောင့်ပြီးတော့မှဝင်နေတဲ့လူတွေကဒါကဘာဖြစ်လို့ liquidity ဖြစ်သွားတာတုံးဆိုတော့သူကိုယ်တိုင်ကဒါ stock move မလုပ်ပေါ့နော်သူကိုယ်တိုင်က liquidity ဖြစ်နေတာပေါ့နော် DOB က engineer liquidity ပေါ့နော် DOB အောက်မှာ liquidity ရှိတယ်ဆိုအမြဲတမ်းရှိတယ်ဆိုတဲ့ဘောပေါ့နော်ဒီလောက်ဆိုရင်တော့ကျွန်တော်ရဲ့စဉ်းစားပုံကျွန်တော်ရဲ့ယူပုံတွေကိုတိသွားပြီတင်တယ်ပေါ့နော်ကျွန်တော်က long ဖို့တီးတက်မဲ့စောင့်တာဆိုတော့ bro တို့အမြင်နဲ့ကွဲပြားချင်ကွဲပြားလိမ့်မယ်ပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်က market ကြည့်ပုံချင်းမတူလို့ကြိုက်တယ်လို့ယူဆလို့ရတယ်ပေါ့နော်အဓိကကျွန်တော်တို့ဘာပဲလုပ်လို့ဘယ်ဖက်ပဲ trade ကျွန်တော်တို့ confirmation ရမှ trade တာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ကျွန်တော်တို့ SNT တယ်ဆိုရင်တော့ကျွန်တော်တို့ပေးပြော်တယ်ဆိုတဲ့သဘောပေါ့နော် rule တွေဘာတွေမဖောက်ဘဲနဲ့ကျွန်တော်တို့ revenge trade တွေဘာတွေမလုပ်ဘဲနဲ့ rule type trader ကကျွန်တော်တို့ရေရှည်သွားဖို့အတွက်ပို့ပြီးတော့မှအောင်မြင်မှုရလာလိမ့်မယ်ပေါ့နော်ကဲပါဗျကျွန်တော်တို့လေကြောနည်းနည်းရှည်သွားပြီပေါ့နော်အားလုံးပဲကျေးဇူးပါဗျ